လိန်တန်သေးတဲ့အမျိုးသားများတည်ထားတဲ့လိန်မှုရေးရအဖျားဖျားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်က AIGA ပါထူပါတယ်ခင်ဗျာဒီဗီဒီယိုထုတ်အထန်သွင်းတဲ့သူတယောက်လည်းထူပါတယ်ခင်ဗျာလိန်တန်သေးတဲ့အမျိုးသားများတည်ထားတဲ့လိန်မှုရေးရအဖျားဖျားငယ်ပါကသေးလိုက်တာဆိုပြီးအမြဲညင်းညူနေတဲ့အမျိုးသားတွေအများအပြားရှိပါတယ်တကယ်တမ်းလိန်ဆက်ဆိုင်ရေးမှာလိန်အင်္ဂါအငယ်စားတဲ့စွမ်းဆောင်ရေးဟာပိုပြီးအရေးကြီးပါတယ်စွမ်းဆောင်ရေးကောင်းမှတက်လုံကောင်းမှသာကိုဆက်ဆံတော်တဲ့အကောင်းဆုံးသောကာမဒုက္ခကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုအရွယ်စားသေးလိုက်တာဆိုပြီးစိတ်ညစ်နေမဲ့စားကိုပစ္စည်းကိုဘလို့အကောင်းဆုံးအသုံးချမလဲဘလို့ position အနေထားမျိုးညဆက်ဆံတာထိရောက်လဲစားတဲ့လိန်ပညာပေးဂုဟုတုသားတွေကိုဒီဆောင်းပါးမှာပြောပြပေးခြင်းပါတယ်။ကဲလိန်တန်သေးတဲ့မျိုးသားများတီးထားတဲ့လိန်မှုအေးရအဖျားဖျားကိုကြည့်လိုက်ကြရအောင်လား။လိန်တန်သေးတာနဲ့ပတ်သက်ပြီးဘာတွေတီးထားတဲ့လဲ။လိန်တန်သေးတဲ့မျိုးသားများတီးထားတဲ့အရာတွေကအမျိုးသားတွေရဲ့80%လောက်ကကိုငဲပါသေးတယ်လို့အမြဲစိတ်ထဲမှာတွေးထင်နေတတ်ပါတယ်။အမျိုးသားတယောက်ရဲ့ပုံမှန်အရွယ်စဖေတတ်မှတ်ထားတာကထောင်မှတ်နေချိန်မှာအရှိ9လက်မခန့်ရှိပါတယ်။အမျိုးသမီးအများစုကအမျိုးသားများရဲ့လိန်အင်္ဂါအရွယ်စားထက်စွမ်းဆောင်ရည်ကိုပိုပြီးတန်ဖိုးထားကြပါတယ်။အထီးရောက်ဆုံးကာမထုခကိုပေးစွမ်းနိုင်ဖို့လိန်ဆက်ဆံပုံအနေထားကအများကြီးအရေးပါပါတယ်။စိတ်ရှိပါထိုးသွင်းဆက်ဆံဖို့လောရထက်ကိုဆက်ဆံဖို့ကိုလိန်စိတ်ဆန်တာနှိုးဆွပေးတာမျိုးလုပ်ပေးပါ။လိန်ဆက်ဆံတော့မယ်ဆိုရင်ဘာဒီတီးထားတယ်လဲ။တမားယိုကြီးဘာမှမလုပ်ပဲထိုးသွင်းဆက်ဆံတာမျိုးကအရင်ခေတ်မှာချမ်းခဲ့ပါလိမ့်နော်ဒီလိုအပြုအမူတွေကကိုပဲကောင်းပြီးဆက်ဆံဖို့အတာဘလူကာမဒုက္ခမှာမခံစားရပဲထည့်သွားတတ်ပါတယ်ဒီတော့နှိုးဆွာတာကနေစလို့ဆက်ဆံတဲ့ပုံစံအနေထားထိပါတေချာတည်ထားတင်ပါတယ်နှိုးဆွာခြင်း foreplay အမျိုးသားအများစုကနှိုးဆွာရမှာကိုအញ្ញမ်းပြင်းတယ်လို့လုပ်လည်းမလုပ်ချင်းကြပါဘူးဒီလိုမျိုးနှိုးဆွာခြင်းဟာကိုယ်နိုင်ရောကိုဆက်ဆံဖို့အတော့ပါပုံမကောင်းမွန်တဲ့ကာမဒုက္ခကိုပေးစွမ်းနိုင်တယ်လို့အထီးအတွေ့ရခံစားချက်ကြောင့်ဆက်ဆံဖို့အနေနဲ့လေထိုးသွင်းဆက်ဆံရမှာပိုပြီးတက်တောင်တက်တာထည့်စေနိုင်ပါတယ်အထူးသဖြင့်လိန်တန်အရွယ်စားတိတ်တဲ့အမျိုးသားများနှိုးဆွတာမျိုးအရင်လုပ်ပေးခြင်းဟာကိုယ့်ရဲ့ဆက်ဆံဖို့ကိုလိန်မှုကိစ္စမှာပိုပြီးစိတ်ချနဲ့အာရမှုရှိအောင်ပံ့ပိုးပေးတာနဲ့အကျိုးတူပါပဲနှိုးဆွပေးတဲ့နေရာမှာပါစက်လျာထီမိမကိုစအိုးလိန်တန်ကိုနှိုးဆွခြင်းစုယူခြင်းလက်ချောင်းဖြင့်ဖြင်းချင်းစွာထိုးသွင်းပြီးနှိုးဆွခြင်းလိန်အားသားဖြင့်အယုတ်တရားကိုအသုံးပြုခြင်းနန်းခြင်းပွေ့ဟဲ့ခြင်းလိန်စိတ်ထားစေဖို့ကြည်နူးစရာသုံးမဟုတ်ညင်ကျန်းစားများပျော်ပေးခြင်းခန္ဓာကိုယ်နေရာနှံပွတ်တက်ကြီးစေခြင်းစားတဲ့နီးလန့်တွေကိုအသုံးပြုနိုင်ပါတယ်။ပါဆက်ဖြင့်လိန်အင်္ဂါကိုနှိုးဆွခြင်း oral sex ကျွန်တော်တို့မြန်မာလူမျိုးအများစုကလိန်အင်္ဂါကိုပါဆက်နဲ့ထိတွေ့ရမှာအញ្ញမ်းရွံတတ်ပါတယ်။တကယ်တော့ထိုးသွင်းဆက်ဆံခြင်းမပြုခင်ကိုယ်ဆက်ဆံဖို့ကိုလိန်စိတ်ထားကြွစေဖို့အကောင်းဆုံးနှိုးဆွပေးနိုင်တဲ့အရာတွေထဲမှာပါဆက်နဲ့လျှလဲပါပါတယ်။ဘာကြောင့်လဲဆိုတော့မထီတီခံစားချက်ကစိတ်ထဲမှာဖုံးထားတဲ့လိန်စိတ်တွေကိုဖွင့်ဟပေးတယ်လို့ထည့်စေတယ်။တချို့တွေကလိန်စိတ်ထားကြဖို့အချိန်နဲ့ဆောင်ပေးရပါတယ်။ဒီအခါမှာထိုးသွင်းဆက်ဆံခြင်းနဲ့အစပြုခြင်းတဲ့ဖြည်းဖြည်းချင်းနူးနတ်ပြီးစိတ်ပါလာအောင်အချင်းယူပြီးဆွပေးတင်ပါတယ်။အထူးသဖြင့်လိန်တန်အရွယ်စားသေးတဲ့အမျိုးသားများကိုယ်ငယ်ပါကြောင့်ကိုယ့်တဖော်စိတ်တိုင်းမကြမှာစိုးရိမ်နေတဲ့ဆိုရင်ဒီနီလာနဲ့စတင်ခြင်းဖြင့်ကိုယ့်ရဲ့အရွယ်ချင်းကိုတစ်ဖက်လူကအတိမတ်ပေးမှာပါပဲ။ဘယ်လိုပုံစံနဲ့ပဲလိန်ဆက်ဆံနေပါစေ။နှစ်ဦးနှစ်ဖက်လုံးကောင်းဖို့အရေးကြီးတဲ့အတွက်ယောက်ျားရဲ့မိန်းမရဲ့ဆိုပြီးမခွဲခြားနေပဲနဲ့ကိုယ့်တာဝန်ကိုလုပ်ပေးပါ။မိန်းမကိုဖြင့်ဆက်ဆံခြင်း vaginal sex မိန်းမကိုမှာတဘာဝချောစီအလို့လို့ထွက်တာရဲ့အမျိုးသားရဲ့လိန်အင်္ဂါအရွယ်စားကသေးနေတဲ့အချက်နှစ်ချက်ကြောင့်ချောစီအများကြီးသုံးပေးဖို့တော့မလိုပါဘူး။ဒါပေမဲ့အစာပိုင်းမှာအဝင်းအထွက်ချောစေမဲ့ရေချေချောစီနည်းနည်းဆွတ်ပြီးမှစတင်ရပိုကောင်းမှာပါ။မိန်းမကိုမဟုတ်ပဲစအိုးကိုထိုးသွင်းဆက်ဆံမှာဆိုရင်တော့ချောစီနည်းနည်းပိုသုံးဖို့လိုပါတယ်။သေးငယ်လည်းငယ်ပါကိုမှကိုဆက်ဆံဖို့စိတ်တိုင်းကြစိမဲ့ဆက်ဆံဖို့အနေထားမျိုးဆိုရင်ဆက်ဆံဖို့ကပြက်လန်လွမ်းပြီးခြေထောက်ကိုအပေါ်မှုတ်ပြီးချင်းလေးဘက်ကုံအနေထားမျက်နှာချင်းအနေထားကိုမှဆက်ဆံဖို့ကအပေါ်မှထိုင်ကျသောအနေထားလေချင်းရိုးရိုးထိုးပြက်လန်အနေထားစားတဲ့ပုံစံမျိုးနဲ့ဆက်ဆံနိုင်ပါတယ်။ဒီနီးလန်တွေကလိန်အင်္ဂါရွယ်စားသေးနေတဲ့အမျိုးသားများကိုဆက်ဆံဖို့ကိုပိုပြီးထိရောက်စွာကာမဒုက္ခပေးစွမ်းနိုင်တဲ့အနေထားတွေပဲဖြစ်ပါတယ်။လိန်မှုကိစ္စနဲ့ပတ်သက်လာကရင်အဓိကတည်ထားဖို့လိုအပ်တာကတဦးနဲ့တဦးအပေးယူများဖို့နဲ့ကိုကောင်းရော်ကြီးရော်ဆိုတဲ့တကိုကောင်းဆန်ဆွေးထက်မျိုးတွေဖယ်ရှားဖို့ပါ။အထူးသဖြင့်အမျိုးသားတွေအနေနဲ့လိန်အင်္ဂါသေးခြင်းဟာရှက်စရာကိစ္စတစ်ခုလို့ခံယူမထားသင့်ပါဘူး။အရွယ်စားတဲ့စွမ်းဆောင်ရည်တက်လုံထောင်မနိုင်စမ်းစားတဲ့အရွယ်ချင်းလေသားလင်းအရေးကြီးတယ်ဆိုတာကိုအမြဲတမ်းမှတ်ထားပေးပါ။ဒါကြောင့်အန်ဒီယယ်များတဲ့ဆီလီကွန်ထိုးတာဂေါ်လီထဲတာတွေမလုပ်ပါနဲ့။နောက်ပြီးကူးဆက်ယောဂါတွေနဲ့ကိုဝင်တွေတားနိုင်ဖို့ကွန်ဒုံထုံးဖို့လည်းမမေ့ပါနဲ့နော်။ Hello ဆရာဝန်ပရိသတ်ကြီးလည်းကျမ်းမာပျော်ရွှင်ပြီးစိတ်ချမ်းသာစရာကောင်းတဲ့ဘဝနေ့ရက်ဒီကိုပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးရင်ဒီမှာပဲနှီးကုန်းချုပ်လိုက်